comment နဲ့မှာကိုမိုင်းရဲ့ comment နဲ့အများကြီးပဲဟုတ်တယ်ဆိုအားကြီးတယ်ဟာကိုအားပေးရသူပဲဒီနည်းနည်းလားကျွတ်တူတောင်ပြောလိုက်ငါစီဖုန်းမလာတောင်းနေဟုတ်လားအေးပေးလိုက်ပါဟဲ့ဟာဖြစ်ပါမလားဟောဖြစ်ပါရဲ့နင်းရတယ်သူဖုန်းဆက်တော့လေငါကမရမှာတော်လေးရောဟာဈေးသွားတယ်ဖုန်းလာတယ်ဖုန်းစိမ်းကိုမောင်လားမသိဘူးဟုတ်လားကိုင်းလိုက်ပြီဟာမခိုင်ချင်ပါဘူးဟိုနင်းရတယ်ကိုင်းလိုက်ပါဟာမခိုင်ချင်ဒေါ်လေးလာလို့တွေ့ဝိုင်းငါ့ကိုစူမအေးဘာလို့ဖုန်းမကင်တာလဲမာနကြီးရလားဒါမှမဟုတ်မတူမတန်တလို့ဆက်ဆံတာလားငေါ့လို့လာရေးနေရဲ့ဟုတ်လားအေးဘာဖြစ်ဖြစ်လဲဟိုအကျိုးကြောင့်လည်းနင်းတော့ပြန်လိုက်တော့ဟာပြတော့ကိုစားသွားတယ်ပြန်မဲကွာညဘက်ဆိုကားရစီးရတယ်သိစီပြီလားမဟုတ်ဘူးမင်းကတက်လောင်းသိဘူးလေဒါငါခဏဆောင်ငါဖုန်းကိုပြေကတော့ဝယ်လိုက်အောင်ဘာလို့ကပြန်လာလဲဒီဖုန်းကြီးကနေတိုင်းဝယ်နေရကွာမင်းကလေငါညီမလေးတွေ့ငါညီမလေးကငါဝယ်ပြီးမှသုံးရမှာလေမင်းဒုက္ခရတယ်တော်တော်မသေးပါလားနော်အိမ်အတွက်စားဖို့တောက်ဖို့ရှားတာတမျိုးဟမ်ညီမလေးအတွက်တောင်းသေးတာတမျိုးခုလာပြန်ပြီဖုန်းပြီဟမ်ဒီစည်းလုံးကလုတ်တယ်မင်းတယောက်တည်းပတ်လို့ကုန်ပြီသွားပဲအေးပါကွာခဏလေးအေးပါသွားအောင်တော့မလုံနိုင်ဘူးမလုံနိုင်ဘူးဟေ့မင်းမလုံနိုင်ပေါ့ကွာနလေးပလေးနဲ့ဘာလာမလုံခိုင်းခဏဘာသီးလို့ဘာမလုံခိုင်းသွားပါဗျာသွားဦးစားသွားလေပြဘာတွေပြောနေမင်းကငါကြည့်ငါ့ကိုတွေ့တာနဲ့လေမိမယူဖို့ကြီးပဲပြောနေအဲ့ဒါကြောင့်လို့ပြောတာအဖေနဲ့အမေဒီလိုရုံချောလေးမမွေးပေးပါနဲ့ဒီရုံကြီးကိုငါတကွက်ထဲသွားနလေးစိတ်ဆင်းရဖို့ကောင်းတဲ့ရုပ်ဟယ်လိုကိုမောင်ပါအော်ဟုတ်ကဲ့ဝိုင်းလေးကနာမည်လေးလှတယ်လို့လူလည်းအရန်လှမှာပဲကိုမောင်ဝိုင်းလေးကိုလေအပြင်မှာတွေ့ဘူးကျင်လိုက်ကြနိုင်ပေါ်ကရုံနဲ့သူမတူသိကျင်လို့ပါဝိုင်းလေးကအပြင်မှာရုပ်ဆိုတယ်မညာပါနဲ့ဝိုင်းလေးရဲ့အတန်ကြားရတယ်ဖမ်းပြီးပြီးသားညင်ပြီးသားပါမွေးပြူထားတဲ့မှန်ပေါင်းတဲ့ကငါးနဲ့ချောင်းမြောင်းအင်းအိုင်လေးကငါးနဲ့မတူနိုင်ဘူးဘာလို့ပြောချင်တာလဲနားမလဲမှန်ပေါင်းတဲ့ကငါးလေးတွေကရွှေငါးလေးတွေဝိုင်းလေးကရွှေငါးလေးပဲဖြစ်မှာပါခံစားချက်ရှိရတူတိုင်းကလေစကလုံးတွေကြပြားတွေဝေးဖွားပြီးတတ်တာပဲကိုမောင်လဲအဲ့လိုများဖြစ်နေတာမသိဘူးနော်အကူကစကားပြောကောင်းလိုက်တာဝိုင်းစိတ်မဆိုးဆိုရင်ဝိုင်းကိုမောင်စကားတစ်ခုတော့ပြောချင်တယ်ဟုတ်ဝိုင်းရဲ့အတန်းဝိုင်းရဲ့ရုပ်လာပုံရိပ်တွေကကိုမောင်ကိုဖန်ဆားထားတယ်ဝိုင်းဟုတ်ပြောပါကိုမောင်ကိုအပြင်မှာတွေ့ဝင်ပေးနိုင်မလားဟင်ကိုမောင်လည်းဖျားနေတော့မတွေ့ပါဘူးမြင်ရောတွေ့ရောစားပြောရုံလေးပါကိုမောင်ကြည့်ပေးပါလေ
လေးစဉ်းစားပြစီအောင်နော်ဟယ်လို ဝိုင်းရဲ့ကို့အဖြေလည်းမပေးသေးဘူးကိုမောင်လေးဝိုင်းကိုဘလို့မှပြပြောင်းမရလို့ပါကိုမောင်ဂတိပေးထားရလေဝိုင်းကိုလက်ပြားနဲ့တော့မတို့ပါဘူးလို့ကိုမောင်ဝိုင်းရဲ့မျက်နှာလေးကိုမြင်ချင်လို့ပါ ဝိုင်းလေးစဉ်းစားနေပါတယ် စဉ်းစားမနေပါနဲ့ဝိုင်းရဲ့ကိုမောင်ကလေလူချင်းပိုရင်းနှီးအောင်လို့တွေ့ကျင်တာပါရက်တွေကြာလာရင်ကိုမောင်ယူလိုက်မယ်နဲ့တူတယ် ဟုတ်ကဲ့ပါဟဲ့မေဖူအခါကြုံရဲ့ ဘာခဲကြုံလာလဲဝိုင်းလေးရဲ့ ငါ့ကိုမောင်ကအပြင်မှာတွေ့ဖို့ချိန်နေနေကူညီပေးပါလား ငါဘယ်လိုကူညီပေးရမှာလဲ ကိုမောင်နဲ့တွားတွေ့ဖို့နေလိုက်ခဲ့ပေးပါလား လိုက်ခဲ့ပေးရအောင်လိုက်ခဲ့ပေးလို့ရပါရဲ့ဟာဒါမဲ့နင်းတော်လေးမေးနင်းဘယ်လိုပြောမှာလဲ ငါတော်လေးမေးဒီချိုရှိကိစ္စကိုငါလိုက်သွားရင်ပြောလိုက်ဖို့ အေးပါကိုတကယ်ချင်းချင်းပဲကူညီပေးရမှာဟုတ်ဝိုင်းလေးစားလေဟာလေမကြိုက်လို့လား ဟောမဟုတ်ပါဘူးဟုတ် မကြိုက်ရင်ပြောတော့ထပ်မှာပြီမယ် ရပါတယ်ရှင် ပူပူလည်းစားနော် ဟုတ်ကဲ့ ဟောဒါအာမနာလည်းကြည့်နော် ဟုတ် ဒါနဲ့ဝိုင်းလေးကတက်တော့ရင်းနှန်းသုံးတယ်နော်ကိုဝိုင်းလေးကိုကြည့်နေတာအများအပြစ်ဖြစ်နေတာတွေ့တယ်ပြီးတော့တင်တဲ့ဗီဒီယိုတွေဆိုရင်လည်းဝိုင်းလေးကအရန်လာတာပဲတက်တော့ဆော့ရင်လေသိလားဆက်ဆောင်မှုရန်ရှိတယ်တေချာသာဆက်ဆော့မယ်ဆိုရင်ဝိုင်းလေးကတက်တော့ဆယ်လီတယောက်ဖြစ်လာနိုင်တယ်အဲ့တော့ရှစ်ဆက်ကိုတက်တော့ကိုဆက်တော့တေချာဆက်ဆော့နောက်တစ်ချိန်မှာပြောလို့မရဘူးလေဟိုဝိုင်းလေးကရုပ်ရည်လည်းရှိလာလဲလာပြီးသားပဲခါကြီးဘယ်လိုပြောမလဲဆက်ဆောင်မှုလည်းရှိတော့ဟိုနာမည်ကျော်မင်းသမီးတယောက်တောင်မှဖြစ်လာနိုင်တယ်ဟိုအဲ့လိုမျိုးထင်တယ်သိလားနော်အဲ့တော့ဝိုင်းလေးကလေဟိုတက်တော့သုံးတယ်ဆိုတော့ဟိုဖုံးပေကတော့အရန်ပုံပါမယ်နော်အဲ့တော့ဝိုင်းလေးကိုဟိုခုပြရမယ်နော်
အဲ့လိုဘောပြမယ်တက်တော့တော့မဲ့ဒါပြီးလိုက်ထဲပေါ့ မလိုပါဘူးကိုဝိုင်းလေးမလိုပါဘူး သူကဝိုင်းလေးကိုဖြည်းဖြည်းစင်စင်နဲ့ပေးတာနော်ဘာရောင်းမှမပါဘူး ဟိုဝိုင်းလေးတကယ်မလိုလို့ပါနော်ဟုတ် အတိုးစေတနာဝိုင်းလေးအထင်လွဲနေတာထင်တယ် ဟုတ်ဝိုင်းလေးတကယ်မလိုလို့ပါနော် နင်ကလည်းယူလိုက်ပါကိုကမအားလာစရာနော်ယူလိုက် ဝိုင်းလေးမယူလို့ရှိရင်ကိုကစိတ်မကောင်းဖြစ်မှာနော်ရော့ပါယူပါဝိုင်းလေးရဲ့ ညီမမြင်ပြစီနေ ဝိုင်းလေးမယူရင်ကိုစိတ်မကောင်းဖြစ်မှာနော်ကိုကဖြည်းဖြည်းစင်စင်နဲ့ပေးတာအဲ့တော့ဝါအောင်စားပြီးလို့ရှိရင်ဘယ်သွားချင်တာရှိတယ်ပြော ဟိုကိုကမအဆင်ပြေနေရတော့ပါရပါတယ် အဲ့ဒါဆိုရင်ဝိုင်းလေးကိုရုပ်ရှင်လိုက်ပြမယ်ပြီးလို့ရှိရင်ဝိုင်းလေးတော့အဝတ်စားတွေဝယ်ဖို့အတွက် shopping center ကိုလိုက်ပို့လို့တိုင်းမယ်မလားတိုင်းမယ်မလားလို့ဟုတ်ပြီးရအဲ့ဒါဆိုရင်ကိုရှေ့မှာပတ်စံဆင်းပြီးရင်ကားပေါ်မှာစောင့်နေတယ်ဝိုင်းလေးကိုအေးစိတ်စားပြီးမှလိုက်လာတယ်နော်အဲ့ဆိုကိုသွားမယ်နော် ဟုတ်ဟဲ့ဟွာလေအိမ်ပြန်ရင်လေဒေါ်လေးနဲ့ကိုရုံမပြောပါနဲ့နော် ဟိုနင်ကလည်းပြောလို့ဖြစ်မလားပြောရင်ငါပါအဆူခံရမှာပေါ့ အေးပါဒါနဲ့လေကိုမဂတိတည်းသိလား ဘာလို့လဲဟဲ့နင်က ကိုမငါနဲ့တွေ့ရင်နဲ့လက်ဖြားနဲ့အောင်မထိပါဘူးတဲ့ ဘာလဲနင်ကကိုကမတကယ်ချစ်နေ မဟုတ်ပါဘူးဟဲ့ငါကိုမဂတိတည်လို့သူ့လေးစားတာပါ အဲ့လေ ဟာညီမလေးတွေ့ဟာညီမလေးကငါဝယ်ပြီးမှသုံးရမှာလေ ဝိုင်းလေးကိုအရန်ရှိလို့ဖြစ်သွားတာပါ ဝိုင်းလေးရုံပြစီနော် သမီးဘာဖြစ်နေလဲ အမဖြစ်ပါဘူးတော်လေးရဲ့ ဒေါ်လေးသိနေ